ဆရာကျွန်တော်တို့တွေကအရေးလဲဝတယ်အားစီးလဲတောက်တယ်ဘာကြောင့်အမြဲတမ်းပြင်မဲနွမ်းနေရလဲဆိုတော့မိကွန်းလေးတွေဆရာကိုမေးလို့ရှိတယ်ဒါကကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ mitochondria ဆိုတဲ့ cell တွေရဲ့စွမ်းရည်စက်ရုံကအားနည်းနေရကြောင်းဖြစ်နိုင်ပါတယ်အမြဲတမ်းဒီလိုပြင်ပန်းနွမ်းနယ်နေတာကတာမန်အားနေတာထက် oxidative stress ကြောင့် cell တွေမှာ ATP လို့ခေါ်တဲ့စွမ်းရည်ထုတ်လုပ်မှုနှိမ့်ကွေးသွားတာဒါကိုဆရာတို့ကအာဟာရဓာတ်ဖြစ်တဲ့ nutrients တွေနဲ့ပြန်လည်လှုပ်ဆော်ပြီးလိုအပ်တယ်အိမ်မှာပဲနေပြီးတော့တဘာဝအတိုင်းကိုယ့်ရဲ့ energy level ကိုပြန်မြင့်ပေးမဲ့သိပ္ပံနည်းကျအစားအစာတွေကိုဆရာပြပြပေးမယ်ရင်းမှပါတဲ့ဂျင်ဂျီနော်ဆိုတဲ့ဓာတ်ကသွေးလက်ပတ်မှုကိုအားကောင်းစေမယ်အစာချေစနစ်ကိုလှုပ်ဆော်ပြီးတဲ့အတွက်ဆဲတွေစီကိုအာဟာရရောက်ရှိမှုညှက်ဆန်စေတယ်စနွေးလို့ခေါ်တဲ့နနွေးကကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းမှာရောင်ရမ်းမှုကိုလျှော့ချပေးနိုင်ပြီးတော့နာတာရှည်ခွန်အားချိနေမှုကိုတက်တာစေတဲ့အစွမ်းထက်တဲ့ anti-inflammatory အပင်တစ်ခုပါမြေကောင်းလို့ခေါ်တဲ့ black pepper ကအခြားအာဟာရဓာတ်တွေကိုဆရာတို့ခန္ဓာကိုယ်ဟာစုံနိုင်စွာ bioavailability ကိုမြင့်တင်ပေးလို့စွမ်းအင်ထုတ်လုပ်မှု ATP ကိုလုံးဝအထောက်အကူပြုပါတယ်။ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ကမနက်ခင်းမှာဂျင်းရဲ့စနွေးရဲ့အနှဲငယ်ပါတဲ့ရေနူးနွေးလေးကိုတောက်သုံးပေးခြင်းအဖြစ်တစ်နေ့လုံးပေါ်ပါလန်းဆက်တဲ့အာရုံစနစ်ကိုရရှိမယ်။ဆရာစီကမှာဒီလူလူနာတွေကိုဆရာဘလို့ကုသမှုပေးလဲဆိုတော့ဆရာတို့ရဲ့ရွှေဘော်ကျော်အာယုံကျော်အားတိုးတဲ့တဘာဝစွမ်းအားထဲမှာစစ်လုံးမနွယ်ကြီးမျိုးကောင်းပိတ်ခြင်းခပောင်းကြီးဆိုတဲ့တဘာဝအာယုံကျော်အားတိုးစီတဲ့အစွမ်းထက်အပင်လေးပါပါတယ်အာယုံကျော်ဆဲတွေကိုပြန်ပြီးတော့အားဖြည့်ပေးမယ်ကိုခံအားကိုမြင့်တင်ပေးမယ်သွေးလက်ပတ်မှုကိုလှုပ်ဆော်ပေးပြီးတစ်ရှူးအတွင်းမှာအောက်ဆီဂျင်ရမှုကိုမြင့်တင်ပေးလို့ပင်ပန်းနွမ်းနယ်မှုကိုတက်တာစေတယ်တကယ်လို့မိတ်ဆွေတို့မှာပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်တဲ့အာယုံကျော်အားနည်းခြင်းရဲ့ရှေ့ပြေးလက္ခဏာတွေ့ရှိလို့တိုင်မြင်ခြင်းနဲ့ဆိုရင်တော့ဆရာရဲ့ဘိုင်အိုမှာရှိတဲ့ဖုန်းနံပါတ်ကိုဆက်သွယ်နိုင်ပါတယ်